္ဂလာပါခင်ဗျာ1929ခုနှစ်စက်တင်ဘာလအောက်တိုဘာလတို့တွင်ထုတ်ဝေခဲ့သောဒူရိယမဂ္ဂဇင်းအတွဲ18အမှတ်9အမှတ်10တို့တွင်ဆရာကြီးရွှေဦးတောင်ရေးသားတင်ဆက်ခဲ့တဲ့တိုက်အရာစွန့်စားသူဝတ္ထုကိုအခန်းဆက်အနေနဲ့ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတိုက်အရာစွန့်စားသူအခန်း1ကျွန်တော်မောင်ပေါတူသည်အင်္ဂလိပ်ကျောင်းမှထွက်ပြေးရဲ့နောက်ဝေးဖွားရာဇာတိဖြစ်တဲ့ကတာဒီစကြိတ်ထီးချိုင်မြို့အုပ်ရုံတွင်ဒုတိယစရေးဖြစ်လောကရင်တံမွေးခဲ့ရာအင်္ဂလိပ်ကျောင်း၌နေစဉ်ခါကအသက်ဆွန့်စား၍တိုက်ခိုက်ရသောဝတ္ထုများကြားချင်းသည့်အစရှိသောတောတရိษံရိုင်းများကိုအသက်ဆန်ပြဆွန့်စား၍ပြစ်ခတ်ရသောဝတ္ထုများကောင်းပွိုင်ဇက်ထုတ်ဘိုင်စကုတ်များကိုအထူးသဖြင့်နှစ်သက်စွာလေ့လာဖတ်ရှုခဲ့ရပူလေသည်ဖြစ်၍မင်အိုးကလောင်တန်နှင့်ဇပွဲတွင်ထိုင်၍လောက်ကင်ရသည့်စရေးအလုပ်မျိုးကိုလှုပ်ရင်းပင်တစ်နေ့ထက်တစ်နေ့ညီးငွေ၍လာခဲ့ပေသည်ကျွန်တော်တို့၏ဘီရင်ကန်ဟောင်းဖြစ်သောစာဟာကုတ်ပတလာသည်လည်း၎င်းနယ်ပယ်အတွင်းရှိနန်ပေါင်းရွာ၌စခန်းချ၍အရာရှိအမြောက်အများနှင့်သားကောင်များကိုလာရောက်ပစ်ခတ်သည်ကိုတွေ့မြင်ရတဲ့အခါငါသည်ငါ၏အထုံဝါသနာပါတဲ့အတိုင်းမုတ်ဆိုးအလုံးနှင့်အသက်မွေးမြူရသောသမင်းဝချင်းတူညီခဲ့လျင်စိတ်ပျော်ရွှင်ကြီးသည့်အမျက်ဖြစ်ပေအံ့ဟု၍၎င်းအလုံး၌လွန်စွာစိတ်ပါလျက်ရှိနေခဲ့လေတော့သည်ရင်းသို့ရှိနေသည်တွင်မြို့အုပ်မင်းသည်တနေ့တနေ့ကျွန်တော်အားအရေးကြီးလာသောကိစ္စလေးတစ်ခုနှင့်ပတ်သက်၍လူအများတို့၏ရှေ့တွင်ကျိန်းမောင်းငေါငန်းပြုလုပ်သည်တွင်ကျွန်တော်သည်စိတ်မြန်သောလူတစ်ယောက်ဖြစ်ခဲ့သည့်အလျောက်၎င်းအလုံးမှထိုနေ့၌ပင်ထွက်စာတင်လိုက်လေတော့သည်အလုံးမှထွက်ခွင့်ရလက်သောကျွန်တော်သည်မြို့တကြီး၏သားဖြစ်သည့်အတိုင်းစင်ပြေတနက်နှင့်တောလေဘူးသည့်အလေးချင်းကြောင့်တောတရိษံတို့၏ဒလေထုံးစံကိုကောင်းစွာနားလေကျွမ်းကျင်၍အရေးပိုင်တစ်ယောက်တောလေလာတဲ့အခါမှာ၎င်းအားကူညီရင်ကျွန်တော်၏အစွမ်းကိုပြလိုက်ရကအရေးပိုင်သည်ကျွန်တော်အားများစွာချစ်ကြွဝင်ခဲ့လေသည်ထိုတော်တွင်တောဆင်ရိုင်းတို့သည်၎င်းနယ်ပယ်အတွင်း၌လူတို့စိုက်ပျိုးထားသောလယ်ယာများကိုမကြာချင်းနှင်းဝင်ရောက်စားတော့ဖျက်ဆီးခဲ့လေရာအရေးပိုင်မင်းသည်ကျွန်တော်အားတနက်လိုင်းစင်ထုတ်ပေးုံများမကဖျက်ဆီးသောဆင်များကိုလည်းပြစ်တက်ခွင့်ရခဲ့၍စင်တကောင်လျင်စုတော်ငွေ90ကျပ်မျှထုတ်ပေးရန်အမိန့်ချမှတ်ခဲ့လေသည်အဆွဲများကိုအစိုးရသို့ပေးအပ်ရစေကမူစင်တကောင်လျင်စုငွေ90ကျပ်မျှရရှိ၍အယိုးများကို၎င်းအသားများကို၎င်းခွာများကို၎င်းရောင်းချခြင်းအပြင်နောက်ထပ်၌လည်းအနည်းဆုံးငွေ90မျှရရှိပြန်သည်ဖြစ်တာကြောင့်တလလျင်စင်2ကောင်မျှရရှိခဲ့သောမြို့အုပ်စရေးလာကမျှသာမကမြို့အုပ်၏လာကလောက်ပင်ကြေးဝင်ခဲ့သည်ဖြစ်၍စွန့်ပစ်ခဲ့သောအလုပ်ကလေးတို့ကျွန်တော်မှာဘယ်သောအခါမှနှမျောတွေ့တာခြင်းမရှိခဲ့ပေ၎င်းအလုံး၌3နှစ်ကျော်4နှစ်မျှလောက်ကင်မိခဲ့လေလျင်ကျွန်တော်မှာအစိုးရအရာရှိကလေးတစ်ယောက်ကဲ့သို့ပင်တင့်လျောက်ပတ်စွာနေထိုင်ခဲ့သည့်အပြင်၎င်းတို့ကဲ့သို့ငွေကုန်ကြေးကျများသောအလေးအကျင့်တို့၌လည်းလိုက်စားရန်အချိန်ခွင့်မရခဲ့သည်ဖြစ်တာကြောင့်အတော်အတန်ပင်ကြေးငွေစုဆောင်းမိခဲ့လေတော့သည်ဒီနေ့တနေ့ကျွန်တော်သည်မန္တလေးမြို့သို့ကိစ္စတစ်ခုနှင့်တွားရောက်ရာစာပို့မီးသင်းဘောနှင့်ထီးချိုင်းသို့ပြန်တွင်၎င်းအပတ်၌သင်းဘောတွင်အထူးသဖြင့်လူကြက်လှသည်ဖြစ်တာကြောင့်ကုန်းဘက်တွင်နေရမရနိုင်ပေဒုတိယတန်းခန်း၌စီးနှင်းလိုက်ပါခဲ့ရလေသည်ဒုတိယတန်းခီးသည်တို့မှာများသောအားဖြင့်ဗမော်သို့တွားသောတရုတ်လူမျိုးများဖြစ်ကြလေရာကျွန်တော်မှအပအခြားမြန်မာ2ဦးသာလျှင်ပါရှိခဲ့လေသည်နနက်ခင်းအချိန်တွင်သင်းမောသည်မန္တလေးမြို့စိတ်ကမ်းမှထွက်ခွာခဲ့လေလျင်မြန်မာခီးသည်2ဦးတို့လည်းကျွန်တော်အားခီးသည်တို့ထုံးစံတိုင်းမြန်မာအချင်းချင်းဖြစ်ရာအတီအကျွမ်းဖွဲ့ပြီးနောက်မိမိတို့၌ပါလာသောစားရည်ရိတ်ခါများကိုလောကဝစ်ပြူငါတဲ့ခင်းကျွေးမွေးကြလေတော့သည်ဒုသောခီးသည်ကကျွန်တော်အားမြည်သည့်စိတ်ကမ်း၌ဆင်းမြေကြောင်းမေးမြန်းကြသဖြင့်ထီးကြိုင်မြို့၌ဆင်းမြေဖြစ်ကြောင်းကိုပြန်ပြောသည့်နှင့်တပြိုင်နက်ဝမ်းမြောက်ဝမ်းသာမှုရာဖြင့်၎င်းမြို့၌ကိုပေါတူးဆိုသောသူတစ်ယောက်ကိုတိပါသလောဟုမေးမြန်းလေသည်ထိုအခါကျွန်တော်သည်မောင်ပေါတူးပင်ဖြစ်ကြောင်းပြန်ပြောသည်တွင်ထိုသူသည်ဝမ်းသာအားရထိုင်ရမှထား၍အခန်းတွင်သို့ဝင်သွားပြီးလျှင်စားတစ်စောင်ကိုယူဆောင်၍ကျွန်တော်အားပေးလေတော့သည်၎င်းစာမှာကျွန်တော်နှင့်ကျောင်းနေဘက်တငယ်ချင်းဖြစ်ပူသောမောင်ဘဟန်ထံမှစာဖြစ်၍အတိတ်ဘယ်မှာယခုစာကိုပေးရတော်သူသည်ဆက်ပိုင်ကိုတူဝင်ဖြစ်ကြောင်း၎င်း၏ကိစ္စကိုကျွန်တော်ကကူညီဆောင်ရွက်ခဲ့ပါလျင်ကျွန်တော်တွင်အကျိုးကျေးဇူးများစွာရှိမည်ဖြစ်ကြောင်း၎င်းကိစ္စမှာလည်းကျွန်တော်၏အထုံဝါသနာနှင့်အလွန်ပင်တိုက်ဆိုင်သည်ဖြစ်သောကြောင့်ဖင်ရွဲ့ဆိုင်တွခြင်းမရှိဘဲအစောတလျင်ကူညီလိမ့်မည်ဟုယုံကြည်မျှော်လင့်ပါကြောင်းပါရှိလေသည်ထိုအခါတွင်ကျွန်တော်ကကိုတူဝင်းကိစ္စကိုဖွင့်ဟမွတ်ဆိုရန်တောင်းပန်သည်တွင်ကိုတူဝင်းကပြောပြသည်မှာမိမိသည်မြန်မာမင်းလက်ထက်တော်ကတထေးပွဲကိုရခဲ့သောဦးကျော်ဟိုဟီမြေးဖြစ်ကြောင်းမိမိ၌လည်းမောင်ဒေါနာအမည်ရှိ
ညီတယောက်ရှိခဲ့ဘူးရာ၎င်းမောင်တော်နာသည်လွန်ခဲ့သည့်9 နှစ်ခန့်အခါကဖခင်နှင့်စိတ်ဆိုးပြီးလျင်အိမ်မှထွက်သွားခဲ့၍ယနေ့တိုင်ပြန်၍မလာတဲ့အကြောင်းမိမိတို့၏ဖခင်၌ပရပိုက်တိုက်စာဟောင်းများမြောက်များစွာရှိခဲ့ရာမောင်တော်နာသည်၎င်းတို့ကိုဖတ်ရှုခြင်း၌များစွာအလေးဝါသနာပါရှိခဲ့ကြောင်းအိမ်မှထွက်၍မသွားမီတရက်2 ရက်အတွင်း၌ပင်ရွှေလီမြစ်၏အစမှတောင်များကိုကျော်လွန်၍အရှိစူးစူးသို့10 ရက်ခရီးမျှသွားခဲ့သောဇောတိကအမည်ရှိသောပရမ ्या တောင်ကြီးတစ်ခုရှိသည်ဟုတိုက်စာတွင်တွေ့ဘူးကြောင်းနှင့်ပြောဘူးကြောင်းကိုတူဝင်းထင်မြင်ချက်မှာမိမိညီမောင်တော်နာသည်ကြီးငွေမှုနှင့်ပတ်သက်၍ဖခင်နှင့်စကားကြောက်ကစားများကြရာတွင်ဖခင်ကိုမခံခြင်း၍တိုက်စာအရာ၎င်းပရမ ्या တောင်ကိုတွေ့အောင်ရှာအံ့ဟူ၍ထွက်သွားသည်ထင်ကြောင်းယခုမှဖခင်လည်းတည်ဆုံးပြီဖြစ်၍တယောက်တည်းသောညီငယ်ကိုပြန်လာအံ့ဟူ၍စောင့်ဆိုင်ခဲ့ပါတော့လေနေရတာလင်ကုန်လွန်ခဲ့၍ညီဖြစ်သူမှာပြန်မလာသဖြင့်တွေ့လျင်လည်းတွေ့စေမတွေ့လျင်လည်းတေသည်ရှင်သည်ကိုသိရစေတော့ဟု၍လိုက်လံရှာဖွေရန်ထွက်လာခဲ့ခြင်းဖြစ်ကြောင်းမိမိမှာမောင်ပါဆန်အမည်ရှိတငယ်ချင်းတယောက်သာလျင်ပါရှိ၍ကျွန်တော်မှာတော်လန်တော်စခန်းကိုနားလေသူတယောက်ဖြစ်သည့်အတိုင်း၎င်းတို့နှင့်အတူလိုက်ပါနိုင်မှာကများစွာအသုံးဝင်မည်ဖြစ်ကြောင်းတွားရောက်ရန်ခရီးစရိတ်မှာလုံလောက်စွာပါရှိသည့်အပြင်၎င်းတို့နှင့်အတူလိုက်ခဲ့ပါမူညီကိုတွေ့ရသည်ဖြစ်စေမတွေ့ရသည်ဖြစ်စေအကျိုးကျေးဇူးရှိစေမည်ဖြင့်အကယ်၍တိုက်စာတွင်ပါရှိသည့်အတိုင်းဗဒများကြောင်များကိုပါတွေးပါလျင်လေသုံးသာအညီအမျှခွဲဝေယူကြရန်ဖြစ်ကြောင်းများပြန်ပြောလေတော့သည်ကိုတူဝင်းစကားကိုကျွန်တော်ကြားရသောအခါ၎င်းကိစ္စသည်တာမညကိစ္စမဟုတ်အချိန်များစွာကြံကြာခြင်းစိတ်ဤပင်ပန်းခြင်းကိုယ်ဤပင်ပန်းခြင်းအသက်ဤအန္တရာယ်ဖြစ်ခြင်းအစရှိတဲ့ခက်ခဲတဲ့အချင်းရာမျိုးမျိုးနဲ့ပြည့်လျက်ရှိတာဖြစ်တာကြောင့်လိုက်နိုင်မလိုက်နိုင်ဆုံးဖြတ်ရန်ကိုရုတ်တရက်မပြောနိုင်ပဲနောက်တနေ့မှပြောခွင့်ပြုပါရန်ခွင့်တောင်းခဲ့ရလေတော့သည်အခွင့်ရပြီးနောက်ကျွန်တော်သည်ထိုကိစ္စကိုဆင်ခြင်စဉ်းစားရာဝါဒနာလျောက်စွန့်စွန့်စားစားတွာလာကြံစီရခြင်းကိုနှစ်သက်သည့်ကတကြောင်ဇောတိကအမည်ရှိပဒမြားတောင်ရှိကြောင်းကိုလည်းသတင်းသီးသန့်ကြားရဘူးသည့်ကတကြောင်ကိုတူဝင်ဆိုသူကိုမြင်လျင်မြင်ချင်းညီအကိုအရင်ကဲ့သို့ချစ်ခင်သည့်တကြောင်ကြောင့်၎င်းတို့နှင့်အတူလိုက်ပါရန်ဆုံးဖြတ်လိုက်လေတော့သည်ထို့အကြောင်းကိုကိုတူဝင်နှင့်ကိုဘဆန်တို့အားစကားပြန်ကြားသောအခါကိုတူဝင်ကဝမ်းမြောက်ဝမ်းသာကျွန်တော်၏လက်ကိုဆွဲပြီးလျင်ကျေးဇူးတင်ခြင်းအထိမ်းအမှတ်အနေဖြင့်တရားတန်ဆက်ကူ9 ချက်ကိုလက်ထဲသို့ထည့်ပေးလေသည်ထီးချိုင်မြို့သို့တင်မောဆိုင်သောအခါကျွန်တော်တို့သည်တင်မောပေါ်မှဆင်းသက်ပြီးလျင်ကိုတူဝင်နှင့်မောင်ပါဆန်တို့သည်ကျွန်တော်၏နေအိမ်တွင်တဲခိုကြ၍ကိုတူဝင်ကရွှေလီမြစ်ကိုစံတက်ရန်အတွက်ဗရမ ्या တောင်သို့တွားရန်ခရီးအတွက်လိုသမျှပစ္စည်းများကိုကျေးငွေအတွက်ချုပ်ချဲချွေတာခြင်းမပြုဘဲကျွန်တော်အလိုရှိသမျှဝယ်ချမ်းရန်လုံးဝလွှဲအပ်၍ထားလေတော့သည်ထိုအခါကျွန်တော်ကရွှေလီမြစ်ကိုစံတက်ရန်လောင်းလှေကြီးတစ်စင်းရေတိမ်သောအခါဆက်လက်စံတက်ရန်ပိန်ကောမကလေးတစ်စင်းလှေထိုးသား4 ယောက်ကျွန်တော်၏စင်ပြစ်တနက်တစ်လက်ကိုတူဝင်း၏6 လုံးပြူတနက်တစ်လက်ကိုဘဆန်၏6 လုံးပြူတနက်တစ်လက်ငါးတစ်တာအမဲတစ်တာငပိငချောက်အစရှိတဲ့ရိတ်ခါတွေမကြမ်းပါတဲ့ခါမှာမိဝဲရန်ဆေးတစ်တာတစ်လုံးအလွန်ချမ်းသည့်အခါတောက်သုံးရန်အရက်ပလင်းအနေငယ်နှွေးသောတကလက်အဝတ်ထဲများရမ်းတောင်များနိုးစီတကြားကဖီအစရှိတဲ့စားတောက်ဖွဲရာများဘီစကတ်တစ်တာများဆန်စီစားအစရှိတဲ့ရိတ်ခါများဆေးပြင်းလိမ့်နှင့်ဆေးတံတောက်ရန်ဆေးများအစရှိသည့်တို့ကိုကုံသင်းမောမှလုံလောက်စွာဝယ်ယူတူလောင်၍ထားပြီးနောက်လောင်းလှေကြီးတစ်စင်ရရှိသည့်နှင့်တပြိုင်နက်ရိတ်ခါများကိုတင်လေတော့သည်လှေထိုးသား4 ယောက်တို့နှင့်2 ယောက်သောသူတို့မှာလှေသွားနိုင်လောက်တလောက်ရောက်အောင်သွားပြီးနောက်ထိုအရက်မှကျွန်တော်တို့၏အပြန်ကိုစောင်းဆိုင်နေရကြရန်ဖြစ်လေရာ2 ယောက်သောသူတို့မှာကျွန်တော်၏တပည့်ရင်းများဖြစ်ကြ၍ကျွန်တော်တို့နှင့်အတူခရီးဆုံးအောင်လိုက်ပါလာကြရန်သဘောတူညီကြလေသည်လောင်းလေကြီးကိုလုံခြုံအောင်ဖာထေးပြီးနောက်ကျွန်တော်တို့သည်နေကောင်းရက်သာရွေးချယ်ကြပြီးလျင်တဘိုရဲလာပြည်နေ၌ထီးချိုင်မြို့မှထွက်ခွာခဲ့ကြ၍နောက်တနေ့ညနေခင်းအချိန်တွင်ရွှေလီမြစ်အဝဖြစ်သောအင်းရွာစိတ်ကမ်းသို့ဆိုက်ရောက်ကြလေသည်၎င်းရွာ၌လိုအပ်သေးသည့်ထင်သောရိတ်ခါများကိုထပ်မံဝယ်ယူကြပြီးလျင်လားစုံ2 ရက်နေ့နနက်စောစောအချိန်တွင်ကျွန်တော်တို့သည်ရွှေလီမြစ်ကိုထိုးဝါးလေးလက်ဖြင့်တအီအီဆန်တက်ကြလေသည်ကျွန်တော်တို့သည်တောတောင်၏တာယာခြင်းစိတ်ကမ်း၏တာယာခြင်းရေချောင်း၏တာယာခြင်းတို့ကိုတွေ့မြင်ရပါတော့လေချီးမွမ်းခြင်းကအကြံမဖြစ်နိုင်ပဲတွားရမည်ဖြစ်သောလန်ခီးသည်ညီမျှလောက်ဘေးဥပတ်အန္တရာယ်ထူထဲ၍ရိတ်ခါမပြတ်မီပင်ပြန်၍ရောက်နိုင်ပါမည်လောစသဖြင့်ကြောင်မက်ဖွဲအားအရေးအရာတို့ကိုသာလျှင်မျှော်တွေးဆင်ခြင်မိကြလေသည်တို့ရတွင်ကျွန်တော်တို့စိတ်ကူးဖြင့်ကြိုတင်၍တွေးတောကြသောဒုက္ခများသည်နောက်ခါ၌တွေးကြုံရသောဒုက္ခများနှင့်နှိုင်းစာလိုက်လျင်မပြောပလောက်အောင်ပင်ရှိကြသေးတော့သည်ရွှေလီမြေရိုးတစ်လျှောက်ရှိရွာငယ်များကိုကြော်လွန်ကြပြီးနောက်
10 ရက်မြောက်သောနေ့တွင်မိုးလုံအမည်ရှိရှမ်းရွာငယ်သို့ဆိုက်ရောက်ကြသောအခါမြစ်ကြောင်းသည်အလွန်တရာကျဉ်းမြောင်းလှ၍ရေစည်းတန်လာသည်ဖြစ်တာကြောင့်လောင်းလေဖြင့်ဆန်တက်ခြင်းကမတက်နိုင်ပဲရှိရာကကျွန်တော်တို့သည်လေထိုးသား2ယောက်နှင့်လောင်းလေကြီးကို၎င်းရွာတွင်ထားခဲ့ပြီးလျှင်ကျွန်တော်၏တပည့်ရင်းများဖြစ်သောလေထိုးသား2ယောက်ကိုသာလျှင်ခေါ်ငင်၍ရိတ်ခါများကိုပိန်ကောမှသို့နိုင်သမျှပြောင်းရွှေ့လျက်မြစ်ကိုဆန်တက်ကြပြန်လေသည်ရင်းသို့ဆန်တက်ကြစဉ်ရေစည်းသည်အလွန်တရာတန်လှသည်ဖြစ်တာကြောင့်လှေဦးလန်ပြီးကြောက်တုံးကြောက်ဆောင်များနှင့်ရိုက်ကွဲမိပြုခြင်းလှိုင်းလေပုတ်ခတ်သဖြင့်လှေမှောက်မိအတန်တန်ဖြစ်ရခြင်းတာရဲဒရိษံတို့၏ဘေးရန်ရကြောင့်အသက်ဆုံးရှုံးရတော့မည်ကဲ့သို့ဖြစ်ရခြင်းအစရှိတဲ့အမျိုးမျိုးသောဒုက္ခတို့နှင့်တွေ့ကြုံရပါတော့လေ၎င်းဒုက္ခတို့သည်နောင်တွေ့လက်တန့်သောဒုက္ခများနှင့်နှိုင်းစာလိုက်သောအခါစာမဖွဲလောက်နိုင်သေးသည်ဖြစ်၍အကျယ်တဝင့်ရေးသားဖော်ပြခြင်းမပြုနိုင်သေးပေဆရာကြီးရွှေဦးတော်ရေးသားခဲ့တဲ့တိုက်အရာစွန့်စားသူဝတ္ထုကိုအခန်းဆက်အနေနဲ့ဖတ်ပြတင်ဆက်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာနားဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်တင်ဆက်လာမယ့်အခန်းဆက်တွေမှာဆက်လက်ဆောင်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဗျာ